အားလုံးကိုကျွန်တော် Microsoft Series Episode 2ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့ဖြစ်ကျွန်တော်အနေနဲ့နဲ့တောင်တစ်ခုတီထောင်သွားမှာဖြစ်ပါတယ်ဗျ Okay ဗီဒီယိုမစခင် channel ကို like subscribe နဲ့ကူညီပေးခဲ့ဖို့ထိုးတောင်းဆိုချင်ပါတယ်ခင်ဗျ Okay ဗီဒီယိုလေးကိုစိုက်ကြ let's go ကျွန်တော်ရွာတစ်ခုကိုကျွန်တော်တွေ့တာပါတယ်ကျွန်တော်အိမ်နဲ့မနီးဝေးပါပဲဗျဒီရွာမှာကတော့ကျွန်တော် blacksmith တစ်ခုတော့ရှိပါတယ်ခင်ဗျကျွန်တော်စကားမလို့ရတောင်းပါပါတယ်ဒီကျွန်တော်လည်းချက်စကူနဲ့ရှောက်ပြဒီ blacksmith ထဲမှာဘာရှိလဲကျွန်တော်တော့မကြည့်ရသေးဘူး Okay ဝါကြည့်မယ် what ချက်စကရောဒီ villager တော်တော်ကြဲရုပ်တာပဲနော်မင်းတို့ကောင်တွေဟဲ့ဘယ်နာမှာဝါထားဟဲ့ဟဲ့ဒီပြောကြစင်းဟဲ့ဒီ villager တွေဟဲ့ဒီကောင်လေး skill ကောင်းလာရင်ငါလာဖို့ကျွန်တော်တိနေထင်နေကွာဒီကောင်လေးမဟုတ်သေးပါဘူးကွာဒီကောင်လေးရတယ်ကွာစိတ်မဆိုးရတယ်ရောက်လေမင်းတို့ကောင်တွေကမင်းတို့ကောင်တွေကစင်မပြေလို့နေမှာပေါ့ရပါတယ်ငါခွင့်လုပ်ပေးပါတယ်ကွာငါ့အိမ်ကငါပြန်သွားပြီးတော့တွားအိတ်လိုက်တာပဲကောင်းတယ်ကျွန်တော်ဗီဒီယိုစမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်နန်းတော်တစ်ခုကိုတီဆောင်သွားမှာဖြစ်ပါတယ် yeah အဲ့ဒါတော့ဟုတ်နေပြီဗျာကျွန်တော်ကကိုလောလောဆယ်အဲ့ဒီနန်းတော်ဆိုဖို့ကျွန်တော်မှာပစ္စည်းဘာမှမရှိသေးဘူးဗျာရောက်ရေးအေးဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒီနန်းတော်တီဆောက်ဖို့အတွက်နေရာလေးတစ်ခုတော့လိုက်ရှာရမယ်ဗျာကျွန်တော်ဝဲအိမ်မှာမဆောက်ဘူးပေါ့ဗျာကျွန်တော်နီးတဝိုင်းမှာပဲဆောက်မယ်โอเคနောက်ဆုံးတော့တွေးပြီဒီနေရာကိုတော့ကျွန်တော်ရွေးလိုက်ပြီဗျာကျွန်တော်အိမ်နဲ့မနီးမဝေးဆိုတော့ဆင်းပြေးပါတယ်ခင်ဗျာဒီကောင်လေးကိုကျွန်တော်လိုက်ရှင်းရမှာဗျာအများကြီးတောင်ရှင်းရမယ်ဗျာโอเคတက်ပယ်တွေကိုအကုန်လိုက်ခုံးမယ်ဗျာနေအကျယ်ကြီးရာဒီကျွန်တော်လိုက်ခုံးပါမယ်နန်းတော်ဆောဖို့ရနေထားတော့ရပြီโอเคဒီကောင်ဒီလောက်ဆိုရကျွန်တော်အထင်နေဗျာ yeah ခုတော့ကျွန်တော်မှာနန်းတော်ဆောဖို့ပစ္စည်းမရှိသေးဘူးအဲ့ဒါကိုသွားရှာမယ် let's go ကျွန်တော်ဒီနေရာလေးကိုဗျာဒီ Minecraft 2 Minecraft တစ်ခုလုံးရပါဗျာဒီနေရာလေးကကျွန်တော်ရဲ့နန်းတော်အောက်ခြေမှာဆိုတော့ကောင်းပဲထင်တယ်โอเคအဲ့ဒါကိုစဆောက်ကြ let's go Okay ကျွန်တော်မှာကြောက်တွေတော့ရလာခဲ့ပြီဗျာကျွန်တော်အရင်ဆုံးကတော့အဝင်ဝိုင်းကျွန်တော်ဆောက်ရင်ကောင်းမလို့ထင်နေဗျာဝင်ဝိုင်းဆောက်ရင်ဆိုရှင်ဒီလိုအဲ့တဲ့နေရာလေးကိုဗျာမြေလေးနဲ့လိုက်ဖို့မယ်ပြီးတော့ဘာညာပေါ့ဗျာ Okay ကျွန်တော်အဲ့ဒါကိုဆောက်လိုက်ကြအောင် let's go
တော်ဒီနန်းတော်ကိုကျွန်တော်ဆောက်လုပ်ပြီးပါပြီခင်ဗျာဆောက်လာတာမြင်နေဆိုပေမဲ့ကျွန်တော်ချိန်တော်တော်လေးပေးလိုက်ရတယ်ပေါ့ဗျာဒီကောင်လေးသေးသေးလေးဗျာကျွန်တော်ဒီကောင်လေးသေးလေးပဲအဲ့လောက်တော့မကြည့်ဘူးသေးလည်းမသေးဘူးကြည့်လည်းမကြည့်အဲ့ဒါလေးတော့ကျွန်တော်ချိန်တော်တော်လေးပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်ထင်လှလာကျွန်တော်ထင်တော့မှားခွင့်ဘရာကိုကြည့်လှလာတော့မသိဘူးကျွန်တော်တော်တော်လေးကြိုက်တယ်ဗျာကျွန်တော်ဆောက်တာတော့လည်းမသိဘူးကျွန်တော်တော်တော်လေးကြိုက်တယ်ဗျာဘယ်လိုကြိုက်မှကြိုက်လည်းမသိဘူးဗျာတကယ်မိုက်နေကျွန်တော်ဆောက်တာဘယ်လိုကျွန်တော်စိတ်ကူးတန်းရပေါက်ပြီးတော့စိတ်ထဲမှာထင်ရမြင်ရရှောက်ဆောက်တော့ဗျာဒီလိုပိုပြီးတော့ထွက်လာတယ်တော်တော်လေးကျွန်တော်ဆောက်ရချိန်ပေးရတယ်ကျွန်တော်တော်တော်လေးတန်တယ်လို့ပြောလို့ရတယ်မှာကျွန်တော်လိုက်ပြမယ်ထဲမှာဘယ်လိုရှိရကျွန်တော်လိုက်ပြမယ်ထဲမှာကြည်ပါတော့မှာဒါဆင်းသွားမယ်ဆိုရှင်ဒီဘက်ကသွားမယ်ဆိုရှင်တော့ဒီဘက်ရောက်လာပဲဆိုပုံတက်လို့ရတယ်ဒါမျောစင်ပုံတက်တဲ့လမ်းပေါ့ဒီပုံကနေကြည့်ရင်အဝေးမြင်ပါတယ်ဒါ random distance နည်းနည်းလေးနဲ့ကျွန်တော်ကြည့်နေလို့ပါဒါမှမဟုတ်ကျွန်တော်ဝေးဒီဟိုဘက်ဒီထိမြင်ပါတယ်ခင်ဗျာ yeah တကယ်ကျွန်တော်တကယ်ကြိုက်ပါတယ်ဒီနေရာကြီးကိုနောက်ကျရင်ဗျာဒီထဲမှာကျွန်တော်ဒီ episode မှာတော့မဟုတ်တော့ဘူးနောက် episode ကျရင်ဒီထဲမှာလက်နေတဲ့နေရာလေးကိုကျွန်တော်ဆောက်ထားမယ်ပေါ့ဗျာဒီနေရာလေးမှာတော့ကွက်လိုက်ထားမှာမဟုတ်ဘူးဗျာကျွန်တော်နောက်ကျရင်လုံပါပါနောက် episode ကျရင်ပေါ့ကျွန်တော်ရဲ့နန်းတော်ကြီးကိုဗျာဘယ်နေရာသွားကြည့်ကိုလှမလဲမသိဘူးဗျာဒီဘက်ကြည့်တိတ်မလှဘူးနေရာကောင်းလေးရှာပြီးရှည်တာလေးထည့်ပြီးတော့ကြည့်မယ်တကယ်မိုက်မလားမသိဘူးနေရာတွေ့နေရာရင်သွားရှာမှာဒီဇွန်ဘီကလာပြောင်းနေသေးတယ်ရောဒီမဲကိုချောင်းရှိဘူးရောရေးငါသွားတယ်ဦးမယ်စာမရှိတယ်ကြာခွာဒီဇွန်ဘီကတော့တကယ်ပဲတူရှောင်းသွားရောရေးကျွန်တော်ဘလိုနေရာမှာတွားကြည့်ကောင်းမလဲမသိဘူးကျွန်တော် random list တော့မြင်ရမယ်ထင်ဗျာဟိုမှာနေရာကောင်းလဲတွေ့ပြီး random list မြင်ထည့်ထားရတယ်တင်ထားရတယ်ပေါ့ဗျာရှည်ထားထည့်ထားတယ်โอเคကျွန်တော်ပြမယ်ဘာလို့စောင်းကြိုက်သွားစေရမယ်ဗျာကြိုက်သွားစေရပါကြည့်အိုးရောက်ရေးတကယ်ရောက်ရေးကျွတ်ထွက်နေရရောတကယ်မိုက်တာရဝေးကြည့်တကယ်မိုက်တာငါရဲ့နန်းတော်ကြီးကအိုးဒီညမှာဒီအားနဲ့လာဟိုဘက်တွားကြည့်မယ်အိုးရေးတကယ်မိုက်တာရောက်ရေးငါဆောက်တာအဲ့လောက်တော့လမ်းတော့ငါထင်အောင်ဝေးရောက်ဟာကျွတ်ထွက်နေတော့ဟေးโอเคဒီနားနေဇွန်ဆွဲပြီးကြည့်လို့ရမယ်ဇွန်ဆွဲကြည့်မယ်ဇွန်ဆွဲကြည့်မယ်နော်โอเคโอเคဒါမှဇွန်ဆွဲတယ်ပါပြီအိုးရောက်ရေးဇွန်ဆွဲနေတကယ်ကောင်းသွားလားရောတကယ်ကြည့် bro ကြည့်ရဗျာမိုက်လားမမိုက်လားမသိဘူး bro comment ကိုချက်ရေးခဲ့လို့ရတယ်အိုးတကယ်မိုက်တယ်ကြောက်ထွက်နေတာပဲရောက်ရေး yeah စာတော်တော်လေးတန်လို့ပြောလို့ရတယ် yeah ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက် episode ကြရင်ကျွန်တော်အများကြီးလုပ်စရာတွေအများကြီးရှိပါတယ်ခင်ဗျာ yeah ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့ကြတဲ့ viewer တွေချီစီတိုင်းကိုလည်းသူကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့လိုပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်အဲ့လိုပဲဘိုင်ပါ